ငွေရမီတော့ရွာကလေးကိုတွင်းကြီးတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ခန္ဒီဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောင်မှာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာသားကြီးမှာကစားခဲ့ကြတဲ့ရွာလင်းမြေဝိုင်းကလေးကိုပြင်းပြင်းမီးအောင်မြန်သေးကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဇာတိချက်မြုပ်ရွာဒီတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနီဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောင်မှာကိုယ်တကယ်ချင်းငယ်ပေါင်းများနဲ့လာသားချိန်မှာကစားခဲ့ကြတဲ့ရွာလယ်မြေဝိုင်းကလေးကို